လုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်အားလုံးကိုပြသရတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်မနေ့ကဗီဒီယိုတစ်ပုတ်တင်လိုက်ပါတယ်တိတော့မှာကျွန်တော်တင်လိုက်တဲ့အဲ့ဗီဒီယိုလေးကကျွန်တော်တို့ထင်ထားတာတဲ့ပို့ပြီးတော့ပောက်သွားတာကိုတွေ့ရပါတယ်ဆိုတော့အဲ့ project လေးကတော့ကျွန်တော်မုံရွာကရက်တော်မူဖရားကိုတိစောက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဗီဒီယိုကကျွန်တော်ရဲ့ project ရဲ့တဝက်လေးကိုပဲပြထားတာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်တစ်ခုထပ်ပြီးတော့လုပ်ထားပါသေးတယ်ဆိုတော့အဲ့ဒါကဘာဖြစ်မလဲဆိုတာအားလုံးပဲကြည့်လိုက်ကြရအောင်မြင်လိုက်ကြလားမသိဘူးโอเคနောက်တစ်ခေါက်ထပ်ပြီးတော့ပြပါမယ်ဒါကတော့ကျွန်တော်တို့အပြင်မှာအားလုံးပဲမြင်မှုကြမယ်လို့ထင်ပါတယ်ဒီရက်တော်မူဖျားရှိမှာဒီလိုမျိုးလဲလျောင်းနေတဲ့ဗုဒ္ဓရုပ်ပွားတော့တဆူရှိပါတယ်ဆိုတော့ဒါကျွန်တော်စောက်လဲစား project လေးပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကအားလုံးနဲ့အတူတူခုဒီဗုဒ္ဓရုပ်ပွားတော်လေးကိုပြန်လည်ပြင်ဆင်မှာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကကျွန်တော်ဒီကြိုက်တဲ့နေရာလေးတွေရှိပါသေးတယ်ကျွန်တော်တို့ဒီ Minecraft မှာဒီလိုမျိုးပုံတော်တွေဒီလိုရုပ်ထုတွေကိုထုတဲ့အချိန်မှာကျွန်တော်တို့ဘာပြဿနာရှိလဲဆိုတာအားလုံးတစ်ချက်ပြောပြပါမယ်ဆိုတော့အားလုံးမြင်ကြတဲ့အတိုင်းပဲပေါ့နော်ဒါကကျွန်တော်တနေ့ကဒီတင်လိုက်တဲ့ဗီဒီယိုတွေကဒါဗုဒ္ဓရုပ်ပွားတော်ပဲဖြစ်ပါတယ်ဆိုတော့ဒီဗုဒ္ဓရုပ်ပွားတော်မှာတော့အခက်အခဲသိမ့်မရှိပါဘူးဘာလို့ဆိုတော့သူကကျွန်တော်တို့ဒီလိုအတဲလိုက် down လိုက်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က Minecraft ရဲ့ rule အရာကျွန်တော်တို့ကအားလုံးကို4000အတုံးနေနဲ့ပဲဖန်တီးရတာဖြစ်ပါတယ်ဆိုတော့ဒီလို dead အနေထားရှိတဲ့ရုပ်ထုတွေကိုထူရတာလည်းလွယ်တယ်လို့ပြောလို့ရပါတယ်ဒါမှ dead မဟုတ်ဘဲနဲ့တစောင်းဆိုရင်ကျွန်တော်တို့ကလုံးဝစောင်းနေရဆိုရင်လည်းအဲ့ဒီရုပ်ထုကိုအခုဒီလိုထုထားရဲ့မျက်နှာတော်အတိုင်းကိုပဲတစောင်းလွှဲလို့ရပါတယ်ဒါပေမဲ့တော့ကျွန်တော်တို့အခုဒီလဲလျောင်းနေတဲ့ဗုဒ္ဓရုပ်ပွားတော်ကတော့ခဏလို့ကျွန်တော်တို့ရက်တော်မူဖရားနဲ့မတူပါဘူးမတူတဲ့အချက်ကတော့အခုအားလုံးတွေ့မြင်ခဲ့ကြတဲ့အတိုင်းပဲဗုဒ္ဓရုပ်ပွားတော်ကကျွန်တော်တို့45ဒီဂရီလောက်ခေါင်းကစောင်းထားတာဖြစ်ပါတယ်ဆိုတော့ဒီလို45ဒီဂရီစောင်းနေတဲ့ဒီဗုဒ္ဓမျက်နှာပေါ့နော်ဒီမျက်နှာတော်ပုံစံကိုကျွန်တော်တို့ထွက်အောင်လုပ်ဖို့ကအရန်ကိုပဲခက်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကဒီအတုံးတွေကိုဒီ45ဒီဂရီကိုမှဒီလိုမျက်နှာတော်ပုံစံထွက်အောင်ဖန်တီးရတာဆိုတော့နည်းနည်းလေးတော့လက်ဝင်နေအထက်မှာပါတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်အတက်နိုင်ဆုံးဒီမျက်လုံးကိုလည်းအဝေးကနေကြည့်ရင်လည်းဒီမျက်လုံးတော်နဲ့ပေါ့နော်တူအောင်ကျွန်တော်လုပ်ထားရဲ့ဒီမှာကျွန်တော်ဘာတစ်ခုပြင်ကျင်လဲဆိုတော့အခုဒီနှခမ်းပဲဖြစ်ပါတယ်နှခမ်းတော်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်နှခမ်းကိုကျွန်တော်ထင်းထင်းရှားရှားအဝေးကလှမ်းကြည့်မြင်ရအောင်လုပ်ထားတယ်ဒါပေမဲ့ကျွန်တော်ဒီရွေးလိုက်တဲ့ကာလာအနေထားကြောင့်ပေါ့နော်ဒီအဝေးကလှမ်းကြည့်ရင်ဒီနှခမ်းတော့ကတေချာမမြင်နေရဘူးပေါ့နော်အဲ့လိုခံစားရတယ်ပေါ့နော်ကျွန်တော်ရဲ့စိတ်ထဲမှာတော့ကျွန်တော်တကယ်ပုံတော်အစ်စ်မှာကနှခမ်းတော်ရဲ့အယောင်ကအနှဲငယ်အနီရင်းဘက်ကိုပါမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘယ်လိုမျိုးလေးတွေပုံဖော်လဲဆိုတာအားလုံးကိုတွေ့အောင်ပြမှာပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဖြစ်ချင်တာကတော့ဒီအယောင်တွေကိုနည်းနည်းလေးရှင်းချင်တာပဲဖြစ်ပါတယ်ဒါမှကျွန်တော်တို့ဒီနှခမ်းတော်ကိုတေချာမြင်ရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ Minecraft ရဲ့အတုံးတွေ block တွေထဲမှာဒီလိုပန်းရောင်မှာနည်းနည်းလေးရင်းတဲ့အရောင်နဲ့ပတ်သက်တဲ့အတုံးပါအတုံးတွေရှိတယ်လို့ရှားတဲ့အခါမှာကျွန်တော်တို့ဒီအတုံးလေးရှိမယ်နောက်ထပ်အနေနဲ့ကျွန်တော်တို့ဒီချက်နည်းနည်းလေးရင်းမဲ့ကာလာဆိုရင်ဒါလေးလည်းရှိမယ်အိုးမစိုးဒီကောင်းကာလာလေးတော်တော်လေးကောင်းတယ်ဒါလေးနဲ့ကျွန်တော်ပုံဖော်ရင်ပို့ပြီးတော့ထင်ပေါ်မယ်လို့ထင်နောက်ထပ်ပေါ့နော်အဲ့ဘက်ပါတဲ့အရောင်မျိုးထပ်ရှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါလည်းရှိမယ်ဆိုတော့ကျွန်တော်ဒီ3ခုကိုပေါင်းဆက်ပြီးတော့ဒီနှခမ်းတော်ကိုနည်းနည်းလေးအဝေးရကြည့်ရင်မြင်သာအောင်လို့တစ်ချက်လုပ်ကြည့်မယ်ပေါ့နော်ပုံမှန်အဖြစ်ကျွန်တော်တို့အရိပ်တွေကဒီလိုအောက်ဖက်မှာဆိုရင်ပုံမထင်ရှားဖြစ်တဲ့ကြောင့်မလို့ဒါကိုကျွန်တော်အရှင်းဘက်ကိုပဲသုံးမယ်ဒါကိုလည်းကျွန်တော်အရှင်းကိုသုံးလိုက်မယ်ဒါအားလုံးနဲ့အတူတူကျွန်တော်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘယ်လိုထွက်လာမလဲဆိုတာတော့ကျွန်တော်တို့တစ်ချက်ကြည့်မယ်ပေါ့နော်ဒီလိုအနီးကကြည့်ရင်တော့ဟိုလိုမျိုးဘယ်လိုပြောမလို့
ပုံစံအစ်စ်ကိုတော့တေချာမြင်အောင်မှမဟုတ်ဗျာဘာလို့ကျွန်တော်တို့အနီးကကြည့်နေရဆိုတော့လေဒါမဲ့ဒီသူ့ရဲ့ reset ကကောင်းလားမကောင်းလားသိချင်ကျွန်တော်တို့ကခွာကြည့်လိုက်တဲ့အခါဆိုရင်တော့တေချာမြင်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီအယောင်ကိုဒီအနုနေရာတွေမှာကျွန်တော်အရင်နေလိုက်ထည့်ပြီးတော့ဒီရင်းတဲ့နေရာတွေမှာအနုလေးတွေကိုကျွန်တော်ပြောင်းပြီးတော့သုံးကြည့်ရပါတော့အဆင်ပြေလောက်မလားမပြေလောက်ဘူးလားပေါ့ဆိုတော့သူကအနီးကမှာဆိုတော့ကျွန်တော်တို့မမြင်ရဘူးဗျအဲ့လိုနောက်ဆုတ်ကြည့်လိုက်ပြီးဆိုတော့မှပုံစံလေးကပေါ်လာတာပေါ့နော်မျက်လုံးထဲမှာအဲ့လိုမျိုးဆိုတော့ကျွန်တော်စိတ်ထင်ဒီနေရာလေးကိုနည်းနည်းလေးအနုလေးသုံးလိုက် highlight သဘောမျိုးနဲ့နှကန်းလေးပေါ်သွားမလားမသိဘူးဆိုတော့ကျွန်တော်ဒီလိုနေရာမျိုးလေးကအယောင်လေးလင်းပြီးတော့ဝေးရလမ်းကြီးတောက်နေတာမျိုးဆိုရင်အဆင်ပြေလောက်မယ်ဆိုတော့ဒီလိုလှုပ်လိုက်ရင်အယောင်လေးဘယ်လိုဖြစ်သွားမလဲတစ်ချက်ကြည့်ပါမယ်โอเคပေါ်လာပြီတဖြည်းဖြည်းနဲ့เนาะဆိုတော့ဒီဥစ္စာတဲ့ဆိုင်နဲ့သူတို့နဲ့ဆင်မဲ့အယောင်တယောင်ဒါမဲ့ဒီထက်နည်းနည်းလေးရှင်းမဲ့ဟာဆိုရင်โอเคဒီကောင်လေးကိုတုံးလိုက်မယ်ဒါဆိုရင်ပို့ပြီးတော့အဆင်ပြေသွားမယ်နောက်ကနေကြည့်ရင်ကျွန်တော်မျက်လုံးထဲမှာခုနကဒီဥစ္စာဒါတအားနုနေရလို့ခံစားရတယ်เนาะโอเคဒီလိုလေးဆိုရင်ဘယ်လိုဖြစ်သွားမလဲကြည့်လိုက်ပါမယ်ဟုတ်ပြီဆိုတော့တော်တော်လေးပေါ်လွင်လာရလို့ပြောလို့ရတယ်ဒါပေမဲ့တခြားဘာအယောင်လေးရှိအောင်မလဲ Minecraft ထဲမှာဒါဆိုရင်တော့တအားရင်းတဲ့အထဲမှာပါမယ်ဒီကောင်ဒီအရင်ကိုဒီတောင်လေးမှာထည့်ရင်နှကန်းတော်လေးရဲ့ပုံစံအနေထားလေးကိုနည်းနည်းလေးဟုတ်တယ်ဒီကောင်လေးမစိုးဆိုတော့ဒီအတုံးကိုလည်း yes ဒါဆိုရင် okay တော်တော်လေးကိုဟုတ်လာပြီလို့ပြောလို့ရပါတယ်ဒီကောင်လေးကိုကျွန်တော်အမှန်တမ်းပြောရင်ဒါလေးကိုအယောင်နည်းနည်းထပ်ပြီးတော့ရင့်နေတယ်ဒါပေမဲ့ဒီထက်လည်းနည်းနည်းလေးရင့်မဲ့အယောင်မျိုးပန်းရင့်ရောင်မျိုးထွက်မဲ့အတုံးတစ်ခုကျွန်တော်ရှာရမယ် yes ဒီကောင်ဆိုရင်ကျွန်တော်အဝေးကလှမ်းကြည့်ရင်နည်းနည်းလေးရင့်မဲ့အထက်မှာပါမယ်ထဲဒါပေမဲ့သူကအယောင်ကကျွန်တော်တို့ Minecraft က logic အယောင်ပြောင်းသွားတတ်တယ်တဲ့ဒီကောင်ဆိုမှပြောင်းတော့ okay အိုးမဖြစ်မိပါပြီရပါတယ်မဖြစ်ပါဘူးဆိုတော့ဒါလေးကိုပြောင်းပြီးတော့သုံးကြည့်လိုက်မယ်အဆင်ပြေမပြေကတော့ကျွန်တော်လည်းမသိသေးဘူးနောက်ဆုံးကြည့်လိုက်ရင်တော့နည်းနည်းလေးသိတာမယ်လို့ထင်ပါတယ်โอเคဆက်ကြည့်လိုက်ကြအောင်ဒါပဲ see ကျွန်တော်ကြည့်လို့တော်တော်လေးအဆင်ပြေသွားပြီလို့ပြောလို့ရပါတယ်ကဲကြည့်လို့တော်တော်လေးအဆင်ပြေသွားပြီလို့ပြောလို့ရပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ဒီမျက်နှာတော်လေးကိုပုံဖော်ပြထားတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်လိုရင်လိုမျိုးလေးတော့ထပ်ပြီးတော့ဖြည့်ရရပါတော့မျက်လုံးထဲမှာဒီဘာလေးတွေလိုနိုင်လဲဘယ်နားလေးတွေ share လေးတွေရှိနိုင်လဲအစသဖြင့်တော့နည်းနည်းလေးတွေးရတာပေါ့နော်နောက်တစ်ခုကကျွန်တော်မျက်ခုံးတော်ကိုနည်းနည်းလေးပေါ်သွားအောင်ဒီကောင်လေးကိုနည်းနည်းရင်းတဲ့အယောင်လေးတစ်ခုခုသုံးလိုက်ရင်အဆင်ပြေမယ်ဒီကောင်လေးကို okay ဒါမှကျွန်တော်တို့အဝေးကလှမ်းကြည့်ရင်နည်းနည်းလေးပေါ်မယ်เนาะဟုတ်ပါပြီဆိုတော့ကထပ်ပြီးတော့နည်းနည်းလေးရင်းလိုက်အယောင်နည်းနည်းရင်းလိုက်ရင်ပို့ပြီးအဆင်ပြေမယ်တဲ့ဒီအတုံးလိုမျိုးနည်းနည်းရှင်းမယ်အယောင်နည်းနည်းမိခိုးရောင်မှာပို့ပြီးတော့ဒီထက်ရှင်းမယ်အယောင်မျိုးဒါဆိုရင်အားတော့နှက်သွားမယ်ဒါပေမဲ့
โอเคဒီဥစ္စာလေးအရာဆိုရင်အဆင်ပြေတယ်ဒီဘက်အပေါ်မှာလဲကျွန်တော်လှမ်းကြည့်ရသလောက်ကဒီနားလေးတွေကနည်းနည်းလေးအယောင်လေးရှင်းဖို့လိုတယ်ဒီလိုလေးပေါ့နော်โอเคတော်တော်လေးပေါ်လိုက်လို့ပြောလို့ရတယ်နော်ဒီထိတ်လေးကိုလည်းကျွန်တော်ထပ်ပြီးတော့ရှင်းလိုက်မယ်ဝါဒီနေ့နဲ့ကျွန်တော်တို့ပုံပေါ်လာတာလေးကိုမြင်ရမှာပဲဖြစ်ပါတယ်ဆိုတော့ကကျွန်တော်ကမင်းပြောရင်ဒါကကျွန်တော်တို့ down လိုက်ဆိုရင်ပြဿနာမရှိဘူးကျွန်တော်တို့ကဒီလို45ဒီဂရီဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကပုံဖော်ရတာနည်းနည်းလေးခက်တယ်ဗျာသဘောအဖြစ်ပြောပြရမယ်ဆိုရင်ဥပမာကျွန်တော်အဝိုင်းလိုချင်နေထားပါတော့ဒီခါဝိုင်းလေးလုံးချင်နေထားပါတော့ဗျာကျွန်တော်ရဲ့စိတ်ကူးထဲမှာဒါဆိုရင်ကျွန်တော်ကဒီလိုဒီအကုန်းပေါ့နော်ဂါငယ်သဘောမျိုးခါဝိုင်းလေးပေါ့ဒါသဘောပြောပြတာလုံးချင်နေဆိုရင်ကျွန်တော်တို့ကဒီလိုလုံးလိုက်လို့ရရဗျာဒါ down လိုက်ဆိုရင်ဟုတ်တယ်မလားဟောဒါဆိုတာအကုန်းလေးရသွားပြီပေါ့ကျွန်တော်တို့ကဒီလိုပုံဖော်လို့ရတယ်ဒါပေမဲ့ဒီအကုန်းကဒီလို45ဒီဂရီစောင်းနေတဲ့အကုန်းမျိုးဆိုရင်ပုံဖော်ကနည်းနည်းခက်သွားပြီသဘောပေါက်လားမသိဒီလိုဆိုရင်လည်းဒဲကြီးဖြစ်သွားပြီဗျကျွန်တော်တို့ကဒဲမကြဒီ45ဒီဂရီလောက်လေးကိုအဲ့လိုမျိုးခက်ကုန်းကုန်းလေးသွားချင်တာမျိုးဆိုရင်နည်းနည်းလေးစဉ်းစားရပြီသဘောအဖြစ်ဒီလိုပေါ့နော်ဆိုတော့အဲ့လိုမျိုးစဉ်းစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကနည်းနည်းလေးလက်ဝင်တဲ့အထက်မှာတော့ပါတယ်ဆိုတော့ကျွန်တော်ဒီဥစ္စာလေးကတော့အတက်နိုင်ဆုံးဒီ45ဒီဂရီလည်းဖြစ်မယ်ဒီရုပ်ပုံရဲ့မျက်နှာတော်ကိုလည်းတေချာမြင်ရအောင်ကာလာလေးတေချာတော့ဆက်ထားတယ်ဒီလိုကာလာဆက်လိုက်ခြင်းအဖြစ်အဝေးကနေလှမ်းကြည့်ရင်မြင်ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီရုပ်ထုလေးတွေကိုတချို့လာပြောကြရပါတော့ဒီလိုတော်တော်လေးမိုက်တယ်ဒီလိုကာလာလေးတွေဒီလိုဖြစ်အောင်ဘယ်လိုလုပ်လဲဆိုရင်ခုနကကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ကအယောင်ဆက်တိုင်ရပါတယ်ကျွန်တော်တို့အရင်တော့ကျွန်တော်တို့သုံးကြတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီနည်းပညာကိုအများကြီးသုံးခဲ့ပူတယ်အဲ့ဒါဘာလဲဆိုကျွန်တော်တို့သဘောအဖြစ်ဒီမှာရွှေဆိုရင်ရွှေဖြစ်မှရမယ်ပေါ့နော်ဒီရွှေတွေပဲသုံးမယ်ဆိုတဲ့ပုံစံလိုမျိုးနဲ့အပြင်မှာရွှေဆိုတိုင်းကျွန်တော်တို့ဒီရွှေတွေအကုန်လုံးသုံးခဲ့ပူကြရပေါ့အခုလည်းကျွန်တော်သုံးတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီရွှေဆိုတဲ့နေရာမှာရွှေတွေကြီးပဲမသုံးမဲ့နဲ့ရွှေနဲ့အယောင်စင်နဲ့တခြားဒီလိုကာလာအယောင်စင်တဲ့ဟာလေးတွေပေါ့နော်ဒီလိုမျိုးရွှေရောင်ဘက်ပါတဲ့တခြားအတုံးလေးတွေကိုကျွန်တော်တို့လိုအပ်ရင်လိုအပ်သလိုသုံးလိုက်ခြင်းအားဖြင့်ဒီကြည့်ရတဲ့ဟာကလုံးဝပြပြကြီးဖြစ်မနေတော့ဘဲနဲ့အယောင်ကာလာလေးတွေစုံသွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ပို့ပြီးတော့ကြည့်လို့ကောင်းတာပေါ့သဘောအဖြစ်ကျွန်တော်တို့ခုနလိုပေါ့နော်ဒီလိုပန်းအောင်တစ်ခုတည်းရှိနေတဲ့ဒီလိုနိုင်ရင်ထက်ဆိုင်ပေါ့နော်ကျွန်တော်တို့ကဒီနိုင်ရန်ကဘရောင်းအယောင်ရင့်မယ်ပေါ့နော်အယောင်ရင့်နေတဲ့နိုင်ရန်ကြီးပေါ့နော်အဲ့ဒါနေမှာကျွန်တော်တို့တဖြည်းဖြည်းချင်းအယောင်လေးကဟိုပြောင်းသွားရနှုတ်သွားတယ်ပေါ့နော်ပြီးတော့မှဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့ဒီလိုအယောင်ပေါ်ရဆိုစောရလို့ဗျာယူယူတသားကြီးဒီလိုမျိုးကြီးဖြစ်နေတာတဲ့ဆိုင်ရင်ဟလာသူနဲ့ဆင်တဲ့ကာလာလေးနဲ့ဒီလိုလေးလှုပ်လိုက်တာကကျွန်တော်တို့ကပို့ပြီးတော့ဒီလိုပုံတော်တွေဒီလိုရုပ်ထုတွေထုမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေရပေါ့နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ကာလာလေးတွေကိုမြင်တတ်တယ်ဆိုရင်ကျွန်တော်တို့ဒီလူရဲ့မျက်လုံးထဲမှာဒီလိုပုံပေါ်လာအောင်ပုံဖော်လို့ရပါတယ်ခါလီမှာတော့ကျွန်တော်တို့က Minecraft ဖြစ်နေတဲ့အတွက်ကြောင့်မလို့4000နေနေဆိုတော့တချို့ဟာတွေတော့ကျွန်တော်တို့ကပီပီတတ်တာကြီးတီဆောက်နိုင်မှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒါလေးအဝေးလှမ်းကြည့်လိုက်တာတိတ်မြင်သွားလို့ပေါ့နော်ဒီလိုမျိုးလက်ဒီဖရားရဲ့ level တော့ပေါ့နော် level တော့ဆိုရင်လည်းကျွန်တော်တို့ကတိတိကျကျအပြင်ကလူလက်လိုမျိုးတော့လုပ်လို့ရမှာမဟုတ်ဘူး Minecraft ထက်မှာဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်ကျွန်တော်တို့ကအဝေးကလှမ်းကြည့်လိုက်ရင်တော့ဒီလိုဖရားရဲ့ဒီလက်တော်ပေါ့နော်တို့မြင်နေအောင်ကျွန်တော်တို့လုပ်နိုင်အဆင်ပြေသွားပါပြီကဲဆိုတော့ဒါလေးကတော့ကျွန်တော်တို့မုံရွာကရတ္တမူဖရားရဲ့ပုံတော်တွေမှာဆိုရင်အမြဲတမ်းမြင်နေရတဲ့အတိုင်းဒီရတ္တမူဖရားရဲ့ဒီရှေ့ဘက်လေးမှာဒီလိုလျှောင်းတော်မူဘုရားမြတ်စွာဘုရားရှိပါတယ်ခင်ဗျာဆိုတော့ဒါကတော့ကျွန်တော်တို့အဲ့ဒီရတ္တမူဖရားရဲ့ရှေ့ဘက်မှာရှိရဲလဲလျှောင်းနေတဲ့မြတ်စွာဘုရားရုပ်ထုပဲဖြစ်ပါတယ်
ကျွန်တော်အဲ့ဒီကိုတော့တစ်ခါမှတော့အလည်မရဘူးသေးဘူးကျွန်တော်တို့တွားဖို့စီစဉ်ထားပေမဲ့ကျွန်တော်ကျောင်းနေပြီးသွားတဲ့အချိန်မှာပဲဒီလိုနိုင်ငံရေးအခြေအနေတွေကြောင့်အလည်ပတ်မသွားဖြစ်သေးပါဘူးခင်ဗျာအဲ့အတွက်ကြောင့်မလို့ကျွန်တော်မရောက်ဘူးပါဘူးမရောက်ဘူးပေမဲ့လို့တော့ကျွန်တော်တို့ဒီပုံနေထဲမှာမြင်ရသလောက်ကိုတော့ကျွန်တော်တက်နိုင်ဆုံးမှန်းပြီးတော့ဒါလုပ်ထားတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီ project ကအကောင်လုံးအကျန်းထည့်တွေပဲရှိပါသေးတယ်ကျွန်တော်နောက်ထပ်ဘာကြီးဖြည့်မှာလဲဆိုတော့ဒီနားတွေမှာကျွန်တော်တို့ဒီစင်းကြံလန်းနေဒီမှာကျွန်တော်တို့တစ်ပင်တစ်တော်တွေရှိရပေါ့နော်ကျွန်တော်တို့ရုပ်ထုရအဲ့လိုတစ်ပင်တစ်တော်တွေနဲ့ကျွန်တော်တို့ဒီမှာလူတွေတွာလာလို့ရမယ်လမ်းပုံစံလေးကျွန်တော်လုပ်ဖို့စီစဉ်ရှိရဟိုဘက်ကတော့ကျွန်တော်တို့တစ်ခေါက်ကပြခဲ့သလိုပဲဒါကရှီဟောင်းဗုဒ္ဓရုပ်ပွားတော်ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရွာတီမဲ့နေရာလေးပဲဖြစ်ပါတယ်ဟိုဒါကတော့ကျွန်တော်အိမ်ပေါ့နော်အရင်တော့စောက်ခဲ့တဲ့အိမ်လေးပေါ့နော်ဝါဒါကြီးကတော့မကောင်းဆိုးရနေတဲ့နန်းတော်ကြီးပဲဖြစ်ပါတယ်โอเคထားပါဆိုတော့ကျွန်တော်ရဲ့ဒီနောက်ထပ် project အနေနဲ့ကတော့ဘာကြီးလုပ်ဖို့ရှိလဲဆိုတော့ပေါ့နော်ဒါကတော့ကျွန်တော်တို့မုံရွာပေါ့နော်နောက်ထပ်အနေနဲ့ကျွန်တော်ရွှေတကုံပြီးသွားရင်ကြိုက်ထီးကိုပြီးသွားရင်ကလဝိတ်ပေါ့နော်တဘောအဖြစ်အဲ့လိုမျိုးလေး project လေးရှိရဲဆိုတော့ကျွန်တော်ဒါပြီးွားရင်ဘာတရမလဲဆိုတာအားလုံးကျွန်တော်ပြောခဲ့ကြပါအောင်ရွှေတကုံလားဒါမှမဟုတ်ရင်ကြိုက်ထီးကိုလားဒါမှမဟုတ်ရင်ပုတ်ပါတောင်လားโอเคဆိုတော့အားလုံးတော့ကျွန်တော်နေရာလေးတွေတီချာတော့မတတ်မှတ်သေးဘူးပေါ့နော်ဒီဘက်မှာတော့ကျွန်တော်တို့မုံရွာကဖျားနှစ်ဆူရှိမယ်ဆိုရင်ဒီဘက်မှာတော့ရှီအောင်ဖျားရှိမယ်ပေါ့နော်ဆိုတော့ဥမာအဖြစ်ဒီဘက်လောက်မှာဆိုရင်ကျွန်တော်တို့ရွှေတကုံသို့မဟုတ်ပုတ်ပါတောင်ကျွန်တော်တို့တင်ထားလို့ရမယ်ကျွန်တော်ကတော့တော်ဝေးလေးမှာသွားမယ်ပေါ့နော်တနေရာနဲ့တနေရာကိုဝေးလန်လေးတွေမှာကျွန်တော်တို့ဒီလိုတည်ထားပြီးတော့နောက်ပိုင်းမှာကျွန်တော်လမ်းလေးတွေဖောက်မယ်ပြီးတော့ဒီ map ကြီးတစ်ခုလုံးကကျွန်တော်တို့မြန်မာနိုင်ငံမြေပုံပုံစံတော့မဟုတ်ပေမဲ့ကျွန်တော်မြန်မာနိုင်ငံဒီလိုအထင်ကြီးတွေကိုစုထားတဲ့မြေပုံ map Minecraft map တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ project လေးကိုဝိုင်းဝန်းအားပေးကြဖို့ကျွန်တော်ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီလိုအားလုံးကိုအကုန်လုံးစုလိုက်ပြီးသွားလို့အရန်မိုက်တဲ့ပေါ့နော်မတ်တစ်ခုဖြစ်လာရင်တော့ကျွန်တော်ကဒီဥစ္စာကိုဒီအားလုံးလဲစော့လို့ရမယ်ကဘာတစ်ခုအနေနဲ့ပြောင်းလဲပြီးတော့ကျွန်တော် line ပေါ်မှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့အဲ့ map လေးထွက်လာရင်လည်းကျွန်တော်တို့အားလုံးစော့ကြပါအောင်လောလောဆယ်မှာတော့ကျွန်တော်ဒီ map ကလုံနေစေအခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် line ပေါ်တော့မတင်သေးပါဘူးကျွန်တော်ဒီလိုလုံနေတဲ့ project လေးတွေကိုတော့အားလုံးကိုပဲတီးဝအောင်တင်ပြပေးမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်တို့နောက်နေ့ဗီဒီယိုတွေမှာတော့ DJ Mike တွေနောက်ထပ် project အသစ်တွေထပ်ပြီးတော့စောက်သွားအောင်မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဘာတွေစောက်အောင်မလဲဆိုတာလည်းအားလုံးပြောသွားခဲ့လို့ရပါတယ်ခင်ဗျာစုံဒီကြည့်ရှုပေးတဲ့လူတွေအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ